နောက်လာဆိုလို့ရှိရင်89ပြည့်ပြီချစ်ဆယ်တယ်မေချိုမေချိုမလီမေချိုကုသိုလ်ကောင်းလိုက်တာမေချိုနော်အော်မေချိုစိတ်ကအရန်တက်ကြွဆက်ဆောင်စိတ်ဆောင်တော့ဖြစ်တော်မှာမေချိုကဘာလို့ဆိုတာတော့ကွာမေချိုရဲ့ပရိသတ်မေချိုချစ်ခဲ့တဲ့လူဆိုတော့ကိုရဲ့ဒီလိုအလူလောက်တဲ့အချိန်မှာဗမာရင်ချင်းမှုစိုင်းနေဝိုင်းနဲ့ဖြောရင်းမယ်ဆိုတော့မေချိုပိုင်ကိုပြောပွဲကြီးကလှပတက်တည်ရှိမှာမင်္ဂလာရှိမှာဆိုပြီးတော့တကယ်ကိုကလည်းချစ်တော့မေချိုဆိုတာကိုယ်တိုင်လည်းကြည့်ချင်တယ်လာတဲ့ပရိသတ်တွေကိုလည်းမေချိုကိုကြည့်စေချင်တယ်နောက်ဒီမင်္ဂလာသချင်းတွေကိုလည်းကြားစေချင်တယ်ဘာဖြစ်လဲဆိုတော့မီချိုရီကလည်းအလှကြိုက်အတကြိုက်တယ်ဆိုတော့သူဆိုင်ရဲ့အထူးအဓိကအလှအတနဲ့ကိုမီချိုကအားလုံးကိုဝစ်ပြရတော့နော်ကိုတော့ပုံမှန်ပေါ့နော်ဒီသတင်းကျုပ်ဆိုရင်ကိုတို့ဗမာဒလီထုံတန်းနေဆင်လာရဘာကျုပ်ဆိုအလှူတန်းတွေလုပ်ကြတယ်လေကိုလည်းပုံမှန်လဲကိုတို့ပုံမှန်အနေနဲ့လုပ်တဲ့လုပ်တာရှိရယ်ပုံမှန်ကတော့ဘုံကြီးကျောင်းတွေဘုရားကျောင်းတွေသွားလှူတာပေါ့နော်ဒါပေမဲ့မနစ်ကလေးရပေါ့နော်ဒီရန်ကုန်မှာဆန်ခွင့်ပြီးကြတဲ့ကဒီရန်ကုန်ပေါ့နော်ဒီ Junction City မှာ Studio လေးကိုလုပ်မယ်ပေါ့တမျိုးလေးပြောင်းပြီးစီစဉ်ကြည့်မယ်ဆိုပြီးတော့ Studio ပွဲလေးကိုစီစဉ်ပြတာပါဒီနှစ်ဆိုရင်2နှစ်ရှိပါပြီ Studio ပွဲလေးဒီ Junction City မှာလုပ်တယ်အရာကြီးတဲ့ခန္ဓာတွေဘာလို့ကြီးတဲ့ခန္ဓာဆိုတော့သူတို့ရဲ့စေတနာကကြီးတဲ့ခန္ဓာတွေတော့အကုန်လုံးကကြီးတဲ့ခန္ဓာတွေလို့ပြောရမှာပေါ့နော်အဓိကတော့ရန်ကုန်မှာဆိုင်ဖွင့်တာနည်းနည်းရှိပြီပြီးတော့ဒီပြေးတက်တွေကိုလည်းခုတွေ့ဒုတွေ့ကျွေးမွေးပြီးတော့အခုကုသိုလ်လိုချင်တာပေါ့အဲ့ဒါလေးကအဓိကပေါ့နော်သူတို့တွေရဲ့စိတ်ထဲမှာလည်းဗုဒ္ဓဘာသာတွေဆိုတော့ဒီလိုဗုဒ္ဓဘာသာတွေအမောအမြတ်ထားတဲ့လင်းကျွတ်ကာလမှာလူချင်းတန်းနေတဲ့စိတ်ကလေးတွေနဲ့ပြီးတော့လေမေချိုကတော့တောင်းဝင်ရှိတဲ့အတွက်ဒီဆိုင်ရဲ့စိတ်နေအရန်ကောင်းတာဒီအရင် great stage ကိုတုံးတာရှူတာတတ်တာလှတာဖွေးတာအားလုံးကိုမေချိုကကြောင်းရချင်တာဘာဖြစ်လဲဆိုတော့မေချိုရလည်းအလှကြိုက်အတကြိုက်တယ်ဆိုတော့သူဆိုင်ရဲ့အထူးအဓိကအလှအတနဲ့ကိုမေချိုကအားလုံးကိုဝစ်ပြရတော့နော်အစကတော့ဖြူဖြူရေတော်ပြီအခုတော့ရေတော်ပြီဟုတ်တယ်ဆိုင်ရလည်းအကြည့်ကျယ်ပဲမေချိုလည်းဆိုင်ဝဲနဲ့စိုးခြင်းနဲ့တိုးတော်မေချိုကဖျားနေတာ9ရက်ရှိပြီအဲ့တော့သူတို့ကိုအားကိုးပြီးတော့ပဲစိုးရမှာဒီတက်ကတော့နဖူးနဲ့ဒုတိယဒီကလေးတွေရဲ့စေတနာကိုအတိအကျပြီးစိုးခြင်းနဲ့တိုးတော်ရမေးရဆိုတာတော့ကံနဲ့ဟုတ်တော့အော်မေချိုကစိတ်ကအရန်တက်ကြွဆက်ဆောင်စိတ်ဆောင်တော့ဖြစ်တော်မှာမေချိုကဘာလို့ဆိုတာတော့ကွာမေချိုရဲ့ပရိသတ်မေချိုချစ်ခဲ့တဲ့လူဆိုတော့ကိုရဲ့ဒီလိုအလူလောက်တဲ့အချိန်မှာဗမာရင်ချင်းမှုစိုင်းနေဝိုင်းနဲ့ဖြောရင်းမယ်ဆိုတော့မေချိုပိုင်ကိုပြောပွဲကြီးကလှပတက်တည်ရှိမှာမင်္ဂလာရှိမှာဆိုပြီးတော့တကယ်ကိုကလည်းချစ်တော့မေချိုဆိုတာကိုယ်တိုင်လည်းကြည့်ချင်တယ်လာတဲ့ပရိသတ်တွေကိုလည်းမေချိုကိုကြည့်စေချင်တယ်နောက်ဒီမင်္ဂလာသချင်းတွေကိုလည်းကြားစေချင်တယ်ဒါမှမဟုတ်မေချိုနဲ့ဒီဆိုင်ဝိုင်းနဲ့တေချာစီစဉ်တော့ဒါဟုတ်ပါတယ်ဟုတ်ပါညာရီတဲ့မေချိုအခုတရင်ကျဖြစ်တဲ့အတွက်မအားတဲ့အတွက်အလုပ်တွေရမ်းပြီးဖျားနေငါရဲ့ရှိတယ်ဒါနဲ့တရေမှမနာခဲ့ဘူးတရင်ကျဆိုတဲ့ကာလကိုပဲအလုပ်လုပ်ချင်ကြတယ်မင်္ဂလာဖြစ်ချင်ကြတဲ့လူတွေကိုမေချိုကမရင်းရတဲ့အတွက်ဝဲတက်လာခြင်းဖြစ်တယ်ဒီကလေးတွေဆိုရင်လည်းမေချိုအရန်ချစ်တယ်အရန်တွေ့ချင်တယ်ဆိုတော့မေချိုစူးစမ်းပြီးစေထုတ်ပြီးတက်လာအဲ့ဒါကြောင့်ဘလို့မေချိုမှာပေါ့တော့အဲ့လိုဆိုတဲ့ခါလေးတွေအမရှိနေရှိမယ်အဲ့ဒီခါကြလို့ရှိရင်လည်းမေချိုကသူတို့စေတနာလေးကိုအပြီးမှဖြစ်တော့အပြည့်ဆိုခြင်းဖြစ်တဲ့အတွက်ခွင့်လို့ဆိုရတာပရိသတ်ကချစ်ပြီးသားဆိုမေချိုအကုန်နားလေမေချိုဘာဆိုမတ်တက်ရပြနေရတဲ့ကိုပရိသတ်ကချစ်တယ်ဒါတော့ကွာခုနပြောလို့ပေါ့နော်ကိုတို့ကဒီလူပညာရှင်တွေကိုအရင်ကချစ်တယ်ချစ်တော့လူပညာရှင်တွေကိုလည်းချစ်တယ်တော့သူတို့ရဲ့မျိုးဆက်လေးတွေကိုလည်းကိုကသူတို့စပြီးငယ်လေးကမြင်တွေ့နေရတာဆိုတော့စိတ်ထဲမှာရင်းလဲရင်းနှီးပြီးသားချစ်လဲချစ်ပြီးသားဆိုတော့ဒီလိုပွဲလေးတွေမှာကလေးတွေကိုချစ်တဲ့ကလေးတွေလည်းပါဝင်အောင်တော့သူတို့ကိုကြားပေါ့နော်ဒီအခုခေတ်ပေါ့နော်ဒီလိုစတူဒီယိုမျိုးအလူပွဲလေးမျိုးစိုင်းနဲ့ဝိုင်းတဲ့လူမျိုးလေးကိုလည်းသူတို့ကိုယ်တိုင်ကိုလည်းပါစေခြင်းနဲ့ဒါမှမဟုတ်ကွာအလူဝိုင်းတစ်ခုလိုစီစဉ်ပြီးတော့သူတို့ကိုလည်းအလူပွဲတစ်ခုဖတ်တယ်လို့မျိုးစီစဉ်ပြီးတော့ကလေးအလားဆုံးခဏတွေထွက်လာမှာပါနော်အဲ့လိုရေရေချင်းအလူဝဲတစ်ခုကိုဝင်တယ်လို့ဗီတာမင်နဲ့ကလေးတွေနဲ့တ
တူတူဖတ်လာမြင်ရပါလိမ့်မယ်ကိုတေချာလေးစီစဉ်ထားပါတယ် မိချွရဲ့တာသမီမြင်းမြစ်တွေကိုချစ်တယ်လို့အခုနောက်တက်လာတဲ့မျိုးဆက်တဲ့ကလေးလေးတွေကမိချွချစ်တယ်။ဘာဖြစ်လို့မိချွကသူတို့လက်ဆင့်ကမ်းပေးခဲ့တယ်။မိချွရဲ့အမွေတွေကိုထိမ့်သိမ့်မှာသူတို့ကအားကြောင့်မလို့မိချွကသူတို့ချစ်တယ်ပြုစုချစ်တယ်ပို့ထောက်ပေးချစ်တယ်။အစစ်တယ်။ညာကြီးကိုသာသမီလေးရညီရှိရမြင်းနေရ အိုးမေချူအဲ့ကိုအရန်ကုန်တော့မေချူချောလှလူတော့ပဲမြင်းနှစ်ယောက်တော့ရှိရအရန်ချောတော့နော် ချစ်ကဝေနာချစ် ဟောကလေးတွေကခုနကကိုပြောလို့အကွာသူတို့အစဒီပုံမှန်ဒီကလေးတွေဆိုပေါ့နော်အခုမှခေါ်တဲ့အခုခေါ်တာဆိုရင်ခစ်တကယ်စလိုရီတဲ့မွန်ဒရာဆိုရဲအောင်တင်ပစ်စာဒါဆိုဘာပြောအကိုတို့ငယ်ဘွားမှာရင်းနှီးခဲ့တဲ့အကုန်လူပညာရှင်တွေပဲ ချစ်တဲ့ရလူတွေပေါ့ အဲ့ဒါတော့မေကျွန်တော်ဒီ new generation တွေကချစ်ပြီးခင်ပြီးတာဒါအပြင်ခုနပြောတဲ့မာကြီးဆိုးတို့မထက်တို့ဆိုတာလေကိုတကယ်မောင်နှမတွေလုံးနေလာတဲ့လူတွေဖြစ်တဲ့အတွက်သူတို့မျိုးဆက်တွေကိုအရင်ကစကြတဲ့ကလေးတွေလူပညာလုံးတော့မယ်လို့စိတ်ကူးကြရလုံးတာမလို့စိတ်ကူးကြရကွာစိတ်ကူးတယ်ဆိုတော့အခုလုံးမှာပဲဆိုပြီးတော့စစ်လုံးဆိုလဲစစ်လုံးလေးတွေပေါ်ပြီးတော့တပတ်လက်တွဲလုပ်တယ်ခစ်တခင်လေးဆိုလဲခစ်တခင်ကိုတွဲလုပ်တယ်တဲ့လူတွေစီမုံဒရာကျော်ရဲအောင်တစ်နေ့စာလေးဆိုလဲဖေးမေရလဲဒါကိုကသူတို့ရဲ့ပိဋကတ်ဆိုတာသူတို့ရဲ့မျိုးဆက်တွေအကိုတို့ဒီအနုပညာရှင်တွေမျိုးဆက်တွေအကိုတို့ကချစ်တယ်လို့ခင်တယ်လို့မြန်လို့သူတို့ရဲ့ပိဋကတ်တွေကလည်းချင်းကြခင်ကြမြန်လို့ကြတာပဲလေအဲ့တော့ဒါဘသူရဲ့သမီးလေးရဲ့ဘသူရဲ့သားလေးရဲ့ဘသူရဲ့တူမလေးရဲ့ဆိုတာလူတိုင်းလူတွေကချစ်ပြီးသားခင်ပြီးသားအဲ့တော့ဒီကလေးကိုလည်းပြည်သက်ကမြင်တွေ့နေကြပါဘူးဒါမှမဟုတ်အခုညီတူဒါပြည်သက်တွေလည်းမြင်တွေ့ပါသေးဆိုပြီးတော့ဒါဒီခါလေးသူတို့လည်းပွဲလေးတက်ပြီးသားဖြစ်အောင်အခုလည်းဒီစတူဒီတာတွေပွဲလေးမှာပါဝင်ပြအောင်ဆိုပြီးသူလေးကိုတေချာဆင်ပြီးတော့ဖိတ်ကြားပြီးခေါ်လိုက်တာဟုတ်တယ်မြစ်က14တဲ့တော့ရှိပြီကြည့်ရ အော်မိချိုအဲ့လိုတော့ကြည့်မိချိုဟုတ်ပါမိချိုနော်ဟုတ်ပါ ချွာနောက်လာဆိုလို့ရှိရင်89ပြည့်ချစ်ဆယ်တဲ့မိချိုမိချိုမလီမိချိုကုသိုလ်ကောင်းလိုက်တာမိချိုနော်ဟိုဒီနှစ်ပေါင်း40ရက်တည်နေတာဆိုတာကိုပြောလိုက်ကြဒါလူပညာရှင်ဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းဖြစ်ဒီအားပေးတဲ့လူတွေချစ်တဲ့ခင်တဲ့လူတွေရှိတဲ့အရေးသက်မိတ်ဆွေအားပေးတဲ့လူရှိမှအခုကရက်တည်နေတာလေဒီလူတွေကအများနဲ့ကိုယ့်ရဲ့စိတ်ထဲမှာအများနဲ့ဒါကျေးဇူးရှင်တွေဆိုပြီးအများနဲ့စိတ်ထဲမှာလည်းထားတယ်ဂါရဝါလည်းထားတယ်ဒါမလို့ကိုယ်အားပေးတဲ့လူတွေလည်းဒါဂါတို့စိတ်သွေးကိုအားပေးတယ်သူတို့မှလည်းဒါကုသိုလ်တွေအလူဓာတ်တွေလုပ်နေတဲ့အတွက်ဒါတွေလည်းငါတို့လည်းတစ်ပတ်ကစိတ်သွေးရဲ့ကုသိုလ်လည်းငါတို့တွေရဲ့ကုသိုလ်လည်းအတူတူပါပဲလားဆိုပြီးစိတ်ထဲမှာမူတည်ကြလည်းပွားရမယ်အလူလည်းပွားများနိုင်အောင်လို့အခုရည်ပြီးတော့ဒီလိုမျိုးအလူတေချာစတူဒီယိုအလူတွေလုပ်နေတာပါနောက်ပြီးခုနပြောတဲ့ပုံမှန်အကိုကတော့ဘုံကြီးကျောင်းကန်နေဖရားကောင်းတွေအကုန်လူနေကြတန်းနေကြပါတော့ဒါပေမဲ့ဒီလိုစတူဒီယိုအလူပွဲလေးဆိုတော့ပို့ပြီးတော့လူရေးစိတ်ထဲမှာပို့ပြီးတော့လူကြီးတာပွားမယ်ပျော်မယ်ပေါ့နော်စတူဒီယိုပွဲဆိုတာအဲ့တော့အကိုတို့လူကြီးလူငယ်မရွေးစတူဒီယိုဆိုစိတ်ဝင်စားပြီးတာတော့မမရေးဆိုဘယ်တော့စတူဒီယိုရင်းနေညီတော့ကိုလည်းဝင်ပြီးတော့ဒါဝင်ပြီးစားလိုက်တာပဲပါလိုက်တာပဲဒီလိုမှစတူဒီယိုပွဲဆိုတော့ဒီလိုဒီကျွတ်ကာလာပိတ်ရမှာဆိုလူတွေအကုန်လုံးအားလိုက်ရလေစိတ်ကြည်နူးနေပြောတယ်အဲ့ဒီအချိန်မှာဒီလိုမျိုးအပြင်ထွက်လိုက်တဲ့အချိန်မှာဒီလိုစတူဒီယိုပွဲလေးနဲ့ကျွန်တော်ပုံပြီးပျော်သွားမယ်ပုံပြီးကြည်နူးသွားမယ်နောက်အနုပညာရှင်တွေနဲ့တွေ့ရတော့လဲပုံပြီးစိတ်ချမ်းသာမယ်မေပြရောမေချိုတို့အချင်းတွေဆိုပြတော့ပုံပြီးပျော်ရွှင်သွားမယ်အဲ့လိုမျိုးကြပြိုင်ထဲမှာပေါ့နော်ပွဲလေးရောလူရောစိတ်ရောအကုန်လမ်းဆန်းသွားမယ်ဆိုတော့အခုအဲ့လိုမျိုးကုသိုလ်မျိုးလည်းရအောင်လေကိုလည်းဝမ်းသာလို့ကိုရဲ့အားပေးပြည်သက်တွေ customer တွေစိတ်ချမ်းသာဝမ်းသာအခုဒီလိုမျိုးစီစဉ်လိုက်ပါကျွန်တော်ချစ်တဲ့ပြည်သက်တွေကျွန်တော်လည်းချစ်တဲ့ပြည်သက်တွေအားလုံးစိတ်ရချမ်းသာပါစေကိုလည်းချမ်းသာပါစေလူရင်းဆန္ဒလည်းတလုံးတော်ရဲပြေဝပါစေဒီသားတွေလည်းထိတဲ့ပို့ပြီးတော့ရောင်းကောင်းပါစေဆိုင်ရွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပါ ဒီကြိုပြေးတဲ့စိတ်နဲ့ပြေးပါစေ